ဆုံးမဩဝါဒဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ထိုအကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့ဟောပြောတဲ့ဒေသနာမျိုးလည်းရှိတယ်ပု္ပ္ပာဝတိကတစုံတယောက်ကတိလို့တဲ့မေခွန်းထုတ်လို့အဲ့ဒီမေခွန်းကိုအဖြေပေးတဲ့အနေနဲ့ဟောတဲ့ဒေသနာလည်းရှိတယ်အဲ့ဒီမဲ့ဓမ္မပဒဒေသနာတော်တွေဟာအထုပ္ပတ္တိကလို့ဆိုတဲ့မြတ်စွာဘုရားရဲ့လက်ထက်မှာဖြစ်ပေါ်လာတဲ့အကြောင်းအရာတစ်ခုကိုသင်္ကန်းစာပေးတဲ့အနေနဲ့မြတ်စွာဘုရားဟာဆုံးမခဲ့တာဖြစ်တယ်ဘုရားရဲ့ဆုံးမဩဝါဒတွေဟာအလုံးဘဝကြီးပွားတုတဲ့ရေးကိုဥတည်ထားတာဖြစ်တယ်အကျဉ်းချုပ်ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာဟိတနဲ့အာဟိတဆိုတဲ့လူလောကလူသားတွေတွေ့နိုင်တဲ့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့တရားကဟိတလို့ခေါ်တယ်ဆိုးကျိုးကိုဖြစ်ပေါ်စေတဲ့တရားတွေကတော့အာဟိတလို့ခေါ်တယ်တရားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တော်မူတဲ့အခါမှာတရားတို့ရဲ့တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေနိုင်တဲ့အခြေအနေကောင်းတွေလို့ဆိုတဲ့ကုသိုလ်တရားတွေကိုဖြစ်ပေါ်စေဖို့ဟောပြောတာဟိတထိုဟိတကိုဟောပြောရင်အဟိတလို့ဆိုတဲ့အကုသိုလ်တရားတွေကိုဖယ်ရှားဖို့ဆုံးမဩဝါဒပေးခြင်းဒီနှမျိုးပဲရှိတယ်ဆိုလိုတာကတော့အရာစကားနဲ့နားလည်အောင်ပြောရမယ်ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဒီတစ်ခုမလှုပ်ရမှနဲ့လှုပ်ရမှဒီနှမျိုးကိုဟောတာပဲဖြစ်တယ်မိမိတို့သားသမီးတွေကိုမိဘတွေကဆုံးမတယ်ဆရာသမားတွေကတပည့်တွေကိုဆုံးမတယ်ဆုံးမတဲ့အခါမှာမလှုပ်ရမှနဲ့လှုပ်ရမှဒီနှစ်ခုကိုပဲပြောတာလောကမှာကောင်းကျိုးချမ်းသာရအောင်ညွှန်ကြားတယ်တိုင်းပြည်တစ်ခုအုပ်ချုပ်တဲ့အခါဥပဒေရေးဆွဲတယ်အနှစ်ချုပ်ပြောမယ်ဆိုလို့ရှိရင်မလှုပ်ရမယ့်ဟာနဲ့လှုပ်ရမှဒီနှစ်ခုပဲရှိတယ်မလှုပ်ရမယ့်ဟာကအဟိတလှုပ်ရမယ့်ဟာကဟိတမြတ်စွာဘုရားဟောသမျှတရားတော်တွေထဲမှာတရားတော်တွေကိုအလုံးနှစ်ချုပ်ပြောပြီးမလှုပ်ရမှာကိုရှောင်ဖို့နဲ့လှုပ်ရမှာကိုလှုပ်ဆောင်မှုဒီနှစ်ခုပဲအဓိကထားဟောတာပဲဖြစ်တယ်လောကမှာကောင်းကျိုးချမ်းသာတွေရကျင်နေဆိုရင်မလှုပ်ရမှာကိုရှောင်ခြင်းနဲ့လှုပ်ရမှာကိုလှုပ်ဆောင်ခြင်းဆိုတဲ့ဒီနှစ်ခုပြည့်ပြည့်စုံဖို့လိုအပ်တယ်ပေါ့မလှုပ်ရမှာကိုလှုပ်လို့ရှိရင်လည်းဆိုးကျိုးဖြစ်တတ်တယ်လှုပ်ရမှာကိုမလှုပ်ဖဲနေလို့ရှိရင်လည်းအကျိုးမဖြစ်ဘူးဒါကြောင့်မို့ဒီနှစ်ခုဟာတူညီသောချိုးရင်းချက်အနေနဲ့စာပေကျမ်းကနေမှာဆိုထားတာအကတ္တပကရဏံဝိယကတ္တပကရဏံပိဒေါသောယေဝတဲ့အကတ္တပကရဏဆိုတာမလှုပ်တဲ့နာကိုလှုပ်ခြင်းလောကမှာလူတွေကအပြစ်တင်ကြတယ်ဒုက္ခရောက်ပြီဆိုရင်ဒီလူကမလှုပ်တဲ့နာကိုလှုပ်တာကိုပြောလို့ရှိကြတယ်နော်မလှုပ်တဲ့နာလှုပ်ရင်ဒုက္ခရောက်တာအမှန်ပဲမစားတဲ့နာစားလို့ဒုက္ခရောက်တာမသွားတဲ့နေရာသွားလို့ဒုက္ခရောက်တာမပြောတဲ့စကားပြောလို့ဒုက္ခရောက်ဒီလိုသူကချဲ့ပြီးတော့ကြည့်မယ်ဆိုရင်မတွေးတဲ့နာတွေးလို့မပြောတဲ့နာပြောလို့မလှုပ်တဲ့နာလှုပ်လို့ဆိုတာလောကမှာအပြစ်ဆိုတာဒီလိုသတ်မှတ်ပြီးတော့ဖော်ပြတာအေးအများစုကမလှုပ်တဲ့နာကိုလှုပ်ရင်အပြစ်လို့ဆိုကြတော့လည်းပဲလှုပ်တဲ့နာကိုမလှုပ်ဖဲနေတဲ့အခါကျတော့တိတ်ပြီးအပြစ်ပြောလို့မရှိကြဗျာ
လုံးတင်နာကိုမလုံးဖဲနေခြင်းဟာလည်းပဲကောင်းကျိုးချမ်းသာမှဆုံးရှုံးရခြင်းဆိုတာဖြစ်တယ်ဖြစ်စေတယ်ပေါ့ဒါကြောင့်မို့စာပေကျမ်းကမှဆိုတဲ့စကားလေးကအကတ္တပကရဏံဝိယမလုံးတင်နာကိုလှုပ်ခြင်းကဲ့သို့ကတ္တပကရဏံပိကတ္တပအခရဏံပိလှုပ်တင်နာကိုမလှုပ်ခြင်းဟာလည်းပဲဒေါသောယေဝကောင်းကျိုးချမ်းသာတွေကိုဖျက်ဆီးတတ်တဲ့အပြစ်ပဲလို့သူတို့ဆိုလိုတယ်ပေါ့နော်ဒါအရေးကြီးတယ်ဒါမို့လူဘဝရလာပြီဆိုတာအသိဉာဏ်ဟာဘာလဲလို့အခြေခံအဖြစ်ပြောမယ်ဆိုလှုပ်တင်နာနဲ့မလှုပ်တင်နာသိတာလှုပ်တင်နာနဲ့မလှုပ်တင်နာကိုသိဖို့အမှန်တမ်းအရေးကြီးတယ်မသိဘူးဆိုရင်ဘာဖြစ်လဲမလှုပ်တင်နာကိုလှုပ်တင်တယ်လို့ထင်တယ်လှုပ်တင်နာကြမလှုပ်တင်ဘူးလို့ထင်တယ်အဲ့ဒါကိုမောဟလို့ပြောတာမောဟရဲ့အဖြစ်ကအဲ့ဒါလောဘဖြစ်တာလူတွေသိကြတယ်ဒေါသဖြစ်တာလူတွေသိကြတယ်ထင်ရှားတယ်ပေါ့မောဟဖြစ်တာကြတော့သိပြီးတော့မောဟကြောင့်ဖြစ်တယ်ဆိုတာသိပြီးတော့မသိချဘူးဖြစ်တယ်မောဟကအဲ့ဒါပဲလှုပ်တင်တာနဲ့မလှုပ်တင်တာမသိတာမောဟမလှုပ်တင်တာကိုလှုပ်တင်တယ်လို့ထင်ပြီးတော့တွေးဝေးနေတာမောဟလှုပ်တင်တာကိုမလှုပ်တင်မှုထင်ပြီးမလှုပ်ဖဲနေတာမောဟသူ့ကြောင့်ဆိုးကျိုးတွေများစွာဖြစ်ပေါ်စေတတ်တယ်ဒါဟာအင်တမဟောအရေးကြီးတဲ့ချက်လောဘဒေါသမောဟလို့အကုသိုလ်ရဲ့အမြင့်အကုသိုလ်တွေခိုင်မာစေတဲ့သူတို့ကိုယ်တိုင်ကလည်းအကုသိုလ်လည်းဖြစ်တယ်အကုသိုလ်ရဲ့အမြင့်လည်းဖြစ်တယ်အမြင့်ဆိုတာအပင်ကိုရှင်သန်စေတာပဲပေါ့အကုသိုလ်တွေဆက်လက်ရှင်သန်နေဖို့ဆိုတာဟာလောဘဒေါသမောဟလို့ဆိုတဲ့ဒီတရားတွေပေါ်မှာယက်တည်နေလို့ဖြစ်တာပဲဖြစ်တယ်ဒါကြောင့်မို့ဘုရားရဲ့တရားတော်ရဲ့မှာအရေးကြီးဆုံးကတော့မောဟကိုနည်းနိုင်သမျှနည်းအောင်မောဟကိုဖယ်ရှားဖို့အသိပညာကိုစီးပူအထောက်ကြရတာဖြစ်တယ်ပေါ့လောကမှာလည်းလူတွေငယ်စဉ်တောင်ကြီးကလေးဘဝနေကြောင်းထားတယ်ဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာတွေသိဖို့လူဘဝနေတတ်ထိုင်တတ်ဖို့ဆိုတာအဓိကထားသင်ကြားကြတာပဲပေါ့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာတွေခွဲခြားသိပြီးမလှုပ်တဲ့နာကိုရှောင်တတ်ဖို့လှုပ်တဲ့နာကိုလှုပ်တတ်ဖို့ဆိုတဲ့ဒီအရေးချင်းနှစ်ရပ်ကိုရရှိဖို့ရာအတွက်မိဘတွေကသာသမီတွေကိုဆုံးမကြတယ်ဆရာသမားတွေကတပည့်တွေကိုဆုံးမကြတယ်လူဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါသိဖို့အတွက်လူတွေဟာပညာကိုစီးပူအထောက်ကြပြောရမယ်ဆိုရင်မောဟနည်းနေတယ်ဗျာနည်းအောင်ပညာကိုစီးပူအထောက်ကြတာပညာဆိုတာတိုက်ရိုက်စီးပူအထောက်လို့မရဘူးပညာရဖို့အတွက်ဘာလုပ်ရလဲသုတ္တလို့ခေါ်တဲ့သင်ယူမှုကသွားတာဖြစ်တယ်သင်ရမယ်အခုမြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေကိုကြားနာတယ်ဆိုတာသင်ယူခြင်းပဲဖြစ်တယ်တရားဝဲကျင့်ပါပြီတရားနာတယ်ဆိုတာသင်ယူခြင်းတစ်မျိုးပဲနော်ဒါမှမဟုတ်သုတ္တကိုအင်္ဂလိပ်လိုပြန်တဲ့လူတွေက hearing လို့မပြန်ဘူး learning လို့ပဲပြန်ကြတယ်နားနဲ့သင်တာနားထောင်ပြီးတော့မှတ်သားတာဒါသင်ယူခြင်းလို့ပဲပြန်အဲ့သင်ယူခြင်းဟာပညာလားလို့ဆိုမဟုတ်သေးဘူးပညာဖြစ်ဖို့အတွက်စဉ်းစားစရာအချက်လက်တွေကိုပေးခြင်းသာလည်းဖြစ်တယ်ပေါ့အကြောင်းအရာတွေကိုဖော်ပြထားတယ်အမှားနဲ့အမှန်ကိုခွဲခြားပြီးတော့ပြောထားတယ်အဲ့ဒီပုံမှာဆင်ញင်သုံးသပ်ပြီးတော့လက်တွေ့ကျင့်သုံးလို့ကိုယ်တိုင်သိလာတဲ့အသည့်ကြတော့မှပညာလို့ခေါ်တယ်ဆိုလိုတာကသုတ္တနဲ့ပညာသုတ္တုတာသုတ္တဝဋ္ဌနီနားထောင်လို့တဲ့ဆန္ဒသင်ယူလို့တဲ့ဆန္ဒဟာသုတ္တကိုဖြစ်ပွားစေတယ်လို့တရားနာခြင်းအပြင်သုတ္တကိုဖြစ်စေတယ်ထိုသုတ္တဘာကိုဖြစ်စေတော့သုတံပညာယဝဋ္ဌနံ
နားထောင်ခြင်းသင်ယူခြင်းကပညာအသိပညာကိုဖြစ်ပေါ်စေတယ်ပညာကဘာလောက်တာတော့ဆိုပညာယအထံသနာတိဘဝအဓိပ္ပာယ်ကိုနားလည်သွားတယ်ဘာလုပ်ရမယ်ဆိုတာသိတယ်ဘာမလုပ်ရဘူးဆိုတာသိသွားတယ်အဲ့ဒါပညာလို့ခေါ်တယ်နော်အဲ့ဒီသိသွားတဲ့အသိကိုပညာလို့ခေါ်တာပဲညာတော့အထောဒုက္ခဟောအဲ့ဒီသိသွားတဲ့အသိကမှလူတွေကိုဘဝလမ်းကြောင်းမှာအဆင်ပြေစေတယ်လို့ဆိုလိုတာပေါ့ချမ်းသာတယ်ဆိုတာဘဝမှာအဆင်ပြေသွားအမှားအယွင်းမရှိတော့ဒါကြောင့်မို့မောဟကိုပယ်ဖို့ရအတွက်မြတ်စွာဘုရားကပညာဘာဝိတ္တပမောဟတပဟာနာယတွေးဝေခြင်းဆိုတဲ့တွေးဝေစေတတ်တဲ့မောဟတရားကိုဖယ်ရှားပစ်ဖို့အတွက်ပညာကိုကိုယ်တဏ္ဍမှာဖြစ်စေရမယ်တိုးပွားစေရမယ်လို့သူဟောတာအဲ့ဒီပညာရဖို့အတွက်ကြတော့ဘာတွေနဲ့လောက်ကြပြန်တုဒ္ဒလို့ခေါ်တယ်နားနဲ့နားထောင်ခြင်းခဏခေတ်ကြတော့စာအုပ်စာရဏ်တွေဖတ်ရှုခြင်းမြင်เสียကြားเสียကိုယ်ရှိမှလုပ်တဲ့အလုပ်တွေမြင်တာကိုမှတ်သားထားတယ်ကြားတာကိုမှတ်သားထားတယ်ဘဝအတွေ့အကြုံတွေအကြားအမြင်တို့ဒါကြောင့်ပေါင်းပြီးတော့သုံးတာနော်မီဒီယာနှစ်ခုရှိတယ်ပညာရဖို့အတွက်မျက်လုံးနဲ့နားပေါ့မျက်လုံးနဲ့နားချိုယွင်းသွားပြီဆိုလို့ရှိရင်ပညာသင်ဖို့တော်တော်ခက်သွားပြီမျက်လုံးနဲ့ပညာသင်တဲ့ဒီကနေ့ခေတ်မှာရှေးတုန်းကတော့နားနဲ့သင်တာများတယ်ဒါကြောင့်မို့တုဒ္ဒဆိုတဲ့စကားလုံးကိုဦးစားပေးပြီးသုံးတာနားထောင်ပြီးသင်တာပိုတိကျတယ်သူဆိုလို့ရှေးတုန်းကတော့ oral tradition နဲ့ဆိုမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုနှုတ်တဲ့ဆောင်ပြီးတော့မှတ်သားထားပြီးအသိဉာဏ်နဲ့စဉ်းကျင်စဉ်းစားကြတာအဲ့တော့တရားနာရယ်ဆိုတဲ့နေရာမှာလည်းပဲပထမကနာကြားခြင်းနာကြားတဲ့အခါမှာအာယုစူးစိုက်ခြင်းနာကြားအာယုစူးစိုက်လို့အကြောင်းအရာနဲ့စကားလုံးကိုမှတ်သားခြင်းဆိုတဲ့ဓာရဏဒါတာပြီးတဲ့အခါကျတော့မနတနုဖိခိတာစိတ်နဲ့ဆင်ញင်သုံးသပ်ပြီးဒိဋ္ဌိယသုပ္ပတိဝိဓာလို့အထိပ္ပယ်ကိုပိုင်ပိုင်ခြားခြားသိပြီးသိဉာဏ်ဖြစ်ပေါ်လာပြီဆိုမှပညာဒီလိုသွားတာနော်အစစ်စစ်ဒီလိုသွားတာပဲဖြစ်တယ်ဟောဒါကြောင့်မို့ရဗုဒ္ဓရဲ့အဆုံးအမမှာအသိပညာဟာအလွန်တန်ဖိုးရှိတာအရေးကြီးဆုံးဖြစ်လို့မြတ်စွာဘုရားကပညာနရဏရတနာပညာဟာလူသားတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယရဏတစ်ပါးပဲဖြစ်တယ်လို့သူဆိုခဲ့ရမြတ်မကအာလောကဘိလူကြီးရဲ့အမေကိုဖြေတဲ့အခါမှာလည်းပဲပညာကိုဘယ်နည်းနဲ့ရနိုင်သလဲဆိုရင်သုတ်တုတာလည်းပဲဒီပညာနားဆိုင်ထောင်ခြင်းကသိလို့စိတ်ကြားလို့စိတ်နားထောင်လို့စိတ်မှတ်သားလို့စိတ်တွေဟာအဲ့ဒီစိတ်ဆန္ဒတွေဟာပညာကိုရခြင်းအကြောင်းပဲလို့တလုံးနဲ့ပြောပါဆိုရင်အဲ့ဒါပဲပြောပညာကိုဘလို့ပညာရအောင်ဘလို့လုပ်ရမလဲဆိုရင်တတ်ခြင်းစိတ်ကိုမွေးသိခြင်းစိတ်ကိုမွေးသိခြင်းနဲ့ဆန္ဒရှိရင်တတ်ပြီလို့ဆိုလို့တယ်အဲ့ဒါကြောင့်မို့တကယ်အသိပညာတွေရဖို့ရအတွက်စိတ်ဆန္ဒဟာသိပညာရဖို့အတွက်ဥဆောင်လမ်းညွှန်ပြသွားတာပဲဖြစ်တယ်ပေါ့ဓမ္မပဒဒေသနာမှာမြတ်စွာဘုရားဖြစ်ပေါ်လာတဲ့အကြောင်းအရာတစ်ခုသုံးသပ်ပြီးခုခေတ်စကားနဲ့ပြောမစို့သီဝရီတစ်ခုထုတ်ပြီးတော့နော်အဆိုမိတ်တစ်ခုထုတ်ပြီးအဲ့ဒီအဆိုမိတ်ဟာအလုံးကိုတိကျပြီးနိယမသဘောတရားကိုဆောင်းပြီးတော့သရဝါတွေအတွက်ခိုင်လိုင်းသဘောဖြစ်သွားတယ်
အဲ့ဒါဓမ္မပဒမှာမြတ်စွာဘုရားရဲ့အဆုံးအမိန့်လေးတွေကိုမှတ်သားဖို့ဒီကနေ့အပိုင်း13မှာမြတ်စွာဘုရားဆုံးမခဲ့တဲ့ဓမ္မပဒဒေသနာကဘာလဲလို့ဆိုရင်ကုသိုလ်ကောင်းမှုပြုသူနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုပြုဖို့အကျိုးတရားနဲ့တိုက်တွန်းပြီးတော့ကုသိုလ်ဆိုတာပြုရမယ်ဆိုတဲ့သွန်သင်ချက်နဲ့ဆုံးမဩဝါဒပေးတာပဲဖြစ်တယ်ကုသိုလ်ပြုတဲ့ပုဂ္ဂိုလ်ဟာအကျိုးရလဒ်ပါရှိတယ်ဆိုဖော်ပြတဲ့အနေနဲ့ဒီဒေသနာတော်ကိုဟောတာဖြစ်တယ်ဒေသနာတော်ကတကယ်ရှင်းရှင်းလေးဣဒနန္ဒတိပစ္စနန္ဒတိကတပုံညောဥပယထနန္ဒတိအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့ကုသိုလ်တရားအဲ့ဒီကုသိုလ်တရားလုပ်ပြီးတဲ့ပုဂ္ဂိုလ်တိုင်းကောင်းမှုကုသိုလ်လုပ်ထားလို့ကောင်းမှုကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာဘလို့အကျိုးတရားတွေကိုရနိုင်တော့ဣဒနန္ဒတိလက်ရှိဘဝမှာလည်းပဲနှစ်သက်ပျော်ရွှင်ရတယ်ပစ္စနန္ဒတိနောက်ဘဝရောက်တဲ့အခါမှာလည်းနှစ်သက်ရတယ်ပျော်ရွှင်ရတယ်ဥပယထနန္ဒတိဒီဘဝမှာလည်းနှစ်သက်เสียနောက်ဘဝမှာလည်းပဲနှစ်သက်เสียနှစ်ဘဝလုံးမှာနှစ်သက်ကျင့်တ်เสียတွေနဲ့ပဲတွေ့ရမယ်လို့သူတို့ပြောတာဆိုလိုတာကကုသိုလ်ကောင်းမှုရဲ့အကျိုးဟာမင်းကောင်းတာတွေနဲ့ကြီးတွေ့ပြီးတော့မင်းဘဝဟာဘယ်တော့ဖြစ်ကြည်နူးနေရမယ်လို့ပြောတယ်ကုသိုလ်လုပ်လို့ရှိရင်ကုသိုလ်ရဲ့အကျိုးတရားဟာကြည်နူးမှုဖြစ်စေမှာပဲဖြစ်တယ်နှစ်သက်เสียတွေနဲ့ကြီးတွေ့မယ်ကုသိုလ်ကောင်းမှုလုပ်လိုက်ပြီဆိုရင်ဒီကုသိုလ်ကောင်းမှုကြောင့်မို့လို့လုပ်ပြီးတဲ့အချိန်လေးမှာတည်းပဲနှစ်သက်เสียကျင့်တတ်เสียဖြစ်ရတယ်အကျိုးပေါ်တဲ့အခါမှာလည်းပဲနှစ်သက်เสียကျင့်တတ်เสียဖြစ်တယ်ဒီဘဝမှာနှစ်သက်တာနောက်ဘဝမှာလည်းနှစ်သက်เสียမကြိုက်တဲ့အရာဆိုတာတခုမှမဖြစ်ဘူးဒါကုသိုလ်ရဲ့အကျိုးတရားကိုပြောပြတာနော်မြတ်စွာဘုရားကကုသိုလ်ကောင်းမှုလိုက်ဒါကြောင့်မို့ဘဝတိုင်းမှာဒီဘဝလည်းနှစ်သက်ခြင်းနဲ့ပီတိဖြစ်ခြင်းနဲ့နောက်ဘဝမှာလည်းပီတိဖြစ်ခြင်းနဲ့ဆိုရင်ဘာလို့ကုသိုလ်လုပ်လို့ပြောတာကုသိုလ်လုပ်ရင်မင်းပီတိဖြစ်ရမယ်နှစ်သက်ရတယ်ပီတိဖြစ်ရတယ်ချစ်တတ်ရတယ်ဝမ်းသာရတယ်ဒီလိုဆိုလို့ဒီဘဝမှာနှစ်သက်ရတာတော့ဘာလဲအကျိုးမပေါ်သေးခင်ရောနှစ်သက်ရလားဆိုကုသိုလ်ဆိုတာအကျိုးမပေါ်ခင်ကိုချစ်တတ်နေဘာမှမခံစားရခင်ကချစ်တတ်သာသမီရခြင်းနဲ့မိဘကိုရခြင်းနဲ့သားကလေးမွေးဖွားလာပြီဆိုသားကလေးကြည့်ပြီးပီတိဖြစ်မျောလင်းချက်တွေနဲ့ပီတိတွေဖြစ်နေပြီကုသိုလ်ကောင်းမှုကလည်းအကျိုးမပေးနဲ့အောင်မပေးသေးဘူးလို့ဆိုလောက်ခုမှလှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုကလည်းပဲမျောလင်းချက်နဲ့ပီတိတွေကိုဖြစ်စေတယ်ဒါမို့ကုသိုလ်လှုပ်ထားတဲ့ပုဂ္ဂိုလ်ဟာငါကုသိုလ်ကောင်းမှုတွေလှုပ်ပြီးသွားပြီဆိုတဲ့အချိန်လေးမှလည်းအဲ့ဒါတွေးတာနဲ့ပဲပီတိဖြစ်ရတယ်လို့သူတို့ပြောပုံညာမေကတန္တိနန္ဒတိငါဟာကောင်းတဲ့အလုပ်တွေပြစ်ကင်းတဲ့အလုပ်တွေငါလှုပ်ထားပြီးပြီကိုယ့်ကိုလုံခြုံစိတ်ချရခြေနဲ့အားရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်သွားလောကလူတွေဟာခြေနဲ့အားရမှုတွေဟာဘာတွေနဲ့ဖြစ်တတ်တော့ကိုလိုချင်တဲ့အရာရလို့ရှိရင်လည်းခြေနဲ့ကြတူတယ်ငွေကြေးတနာရရင်လည်းခြေနဲ့ဆုလိုက်ရရင်လည်းခြေနဲ့တယ်ဆောင်ဝဲအောင်ရင်လည်းခြေနဲ့တယ်ပေါ့နော်ကိုဖြစ်ချင်တာတခုဖြစ်ပြီဆိုရင်ခြေနဲ့ကြတဲ့ဟာတွေရှိတယ်အဲ့ဒီထဲမှာခြေနဲ့ဆရာအကောင်းဆုံးကတော့ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုလုပ်ဖြစ်သွားပြီဆိုတာဟာခြေနဲ့ဆရာအကောင်းဆုံးဖြစ်တယ်ဘာကြောင့်လို့ဆိုရင်ငွေကြေးတနာရလို့ခြေနဲ့တာအတိုင်းတာတခုပဲခြေနဲ့လို့ရဆောင်ဝဲအောင်လို့ခြေနဲ့တာ
တခုဆုလိုက်ရလို့ခြေနဲ့တာအတိုင်းတာတခုပဲခြေနဲ့လို့ရကုသိုလ်ကောင်းမှုဆိုတာကဆက်တိုက်ခြေနဲ့မှုတွေနဲ့ပဲကြုံတွေ့လာမှာပီတိဖြစ်စရာတွေနဲ့ပဲကြုံတွေ့လိမ့်မယ်တဲ့ဒါကြောင့်မို့ဘေယောနန္တတိတုတ်ကတိန်ကတော်ကိုလို့တဲ့ကုသိုလ်ကောင်းမှုကြောင့်အခြေအနေကောင်းတွေဖြစ်ပေါ်လာပြီဒုက္ခတိဆိုတာဒုက္ခရဲ့တရားတနည်းအားဖြင့်ပြောမှဆိုအခြေအနေကောင်းတွေကောင်းမြတ်တဲ့ဘဝတွေရောက်သွားတာဆိုတာအခြေအနေကောင်းတစ်ခုရသွားတာပဲပေါ့အဲ့ဒီအခြေအနေကောင်းတစ်ခုရောက်သွားတယ်ဒုက္ခတိဘုံရောက်သွားတယ်ဆိုရင်ဘေယောနန္တတိကုသိုလ်လုပ်တော့ခြေနှက်ရတာတဲ့ပိုးခြေနှက်ရတယ်လို့ဆိုလို့တယ်အကျိုးပေါ်ဖြစ်ပေါ်လာတဲ့အခါမှာပုံမူပြီးတော့ခြေနှက်ရခင်ခြေနှက်မှုကမျောလင်းချက်နဲ့ခြေနှက်တယ်လို့ဖြစ်ဟိုဟာလက်တွေ့အကျိုးခံစားရပြီဆိုရင်တော့ပို့ပြီးတော့ခြေနှက်ရတယ်ဒါကုသိုလ်ပြုခြင်းရဲ့အကျိုးကျေးဇူးကိုမြတ်စွာဘုရားဒီဒေသနာတော်ဟောတာနော်ဒီဒေသနာဟောတာတကယ်အဖြစ်ပြက်တစ်ခုဥတည်ပြီးတော့ဟောတာလက်တွေ့ပြပြီးတော့ဟောတဲ့ဒေသနာတစ်ခုဖြစ်တယ်ဘုရားလက်ထက်မှာအဖြစ်ပြက်တစ်ခုကဘာလဲလို့ဆိုရင်တာဝတိမြို့မှာစေရဝံကျောင်းတကာကြီးအနာရဝိန်တထေထင်းနေရှာရှာလူသိများတဲ့ပုဂ္ဂိုလ်တဦးတယောက်ပဲအလုံးကိုလူသိများတဲ့တရားတရားလွန်ကောင်းတယ်ဘုရားဘာသာမဖြစ်ခင်ကတည်းကစားမဲ့တောင်းမဲ့ပုဂ္ဂိုလ်တွေကိုကျွေးမွေးပြီးတော့နေ့စဉ်အလှကြီးပေးတဲ့ပုဂ္ဂိုလ်ပေါ့သူရဲ့ငယ်နာမည်ကသုဒ္ဓတလို့ခေါ်တယ်တာဝတိမြို့ကသုဝနဆိုတဲ့တထေးကြီးရဲ့သားသူကသုဒ္ဓတအကြည်သူညီကသူဖူတိသုဒ္ဓတကငယ်စဉ်ကတည်းကအလှတန်းဝါသနာပါတယ်ဘုရားဘာသာမဖြစ်ခင်ကတည်း generosity သူကအမြဲတမ်းရေရောတတ်တဲ့ပုဂ္ဂိုလ်ပေါ့ရေရောတယ်ဘုရားဘာသာဖြစ်လာတော့ပိုးပြီးတော့သူကရေရောလာတယ်မြတ်စွာဘုရားနဲ့တွေ့ပြီးတော့တရားဓမ္မနားလဲရတဲ့အခါမှာအမှန်မြင်ခြင်းနဲ့တန်တရားခင်းခြင်းဆိုတာဘာသာတရားနဲ့ပတ်သက်ပြီးဓမ္မနဲ့ပတ်သက်ပြီးသူကအမှန်မြင်သွားတယ်အမှန်မြင်လဲဆိုတာမိစ္ဆာဒိဋ္ဌိကိုပယ်တာပဲစာပေကျမ်းမှာလူတွေပြောတယ်သောတပန်ဒိဋ္ဌိဝိသိကိစ္စခင်းတယ်ဆိုတာအဲ့ဒါပြောအမှန်မြင်တယ်ဓမ္မနဲ့ပတ်သက်ပြီးတန်တရားမရှိတော့ဘူးအဲ့တော့အမှန်မြင်ခြင်းနဲ့တန်တရားခင်းခြင်းဆိုတဲ့အခြေအနေတရားကိုရရှိပိုင်ဆိုင်သွားတဲ့သောတပန်ပုဂ္ဂိုလ်ဖြစ်သွားအဲ့ဒီအချိန်မှာသူဟာစီးပွားရေးလုပ်တာပဲအယောင်းဝယ်နဲ့သွားတာအယောင်းဝယ်ကိစ္စနဲ့ရာဇဂိုမြို့ကိုသွားပြီးတော့အယောင်းဝယ်လုပ်တယ်မြတ်စွာဘုရားနဲ့တွေ့တယ်တွေ့လိုက်တဲ့အခါမှာသူကြည်နူးဘွယ်ရာတွေဖြစ်တယ်မြတ်စွာဘုရားကိုတာဝတိကိုကြွားဖို့ပင့်လာတယ်ရာဇဂိုဆိုတာဘီဟာနယ်ထဲမှာရှိတော့အိန္ဒိယအလယ်ပိုင်းလောက်မှာရှိတယ်တာဝတိဆိုတာတော့အိန္ဒိယမြောက်ပိုင်းမှာရှိတယ်သူဟိမွန်တာနဲ့ခတ်သွားတယ်နီးသွားတယ်ဟိုဘက်ရောက်ရင်ခုခေတ်မြေပုံနဲ့ကြည့်မယ်ဆိုရင်တာဝတိဟိုဘက်ကနီပေါ်နယ်စာရောက်သွားပြီပေါ့အဲ့တော့တာဝတိကမြောက်ပိုင်းမှာကြာတယ်ရာဇဂိုကအလယ်ပိုင်းမှာကြာတယ်ရာဇဂိုကနေပြီးတော့မြတ်စွာဘုရားကိုတာဝတိကိုပင့်တယ်တာဝတိဆိုတာအယောင်းဝယ်ကောင်းပြီးတော့လွန်စီကားတဲ့မြို့ကြီးဖြစ်လို့ဘာကြောင့်တာဝတိလို့ခေါ်ရုံလို့အဓိပ္ပာယ်ကိုဖော်ဆောင်တဲ့အခါမှာအဓိပ္ပာယ်မျိုးဖော်ဆောင်တော့လည်းပဲအဓိပ္ပာယ်တစ်ခုကတော့ဘာလို့ဆိုရင်တာဝတိမြို့မှာမရှိတဲ့ကုန်ပစ္စည်းမရှိဘူးအလုံးရှိတယ်လို့ဆိုလို့တယ်တပ္ပံအဋ္ဌိတာဝတိတာဝတိကသိပ်ပြည့်စုံတော့ရှိတယ်
ရန်ကုန်မြို့လိုပေါ့ဘာဝယ်ရတယ်အကုန်ရှိတယ်ပေါ့စူပါမားကတ်ကြီးတွေတောင်းဝယ်အကုန်ရအားလုံးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲတာဝတိမြို့နော်နောက်တနည်းကတော့သဝဋ္ဌရဲ့သေးရဲ့သင်္ကန်းကျောင်းမှာမြို့တည်တယ်လို့လေဒီလိုသမိုင်းကျောင်းအရာပြောတာအဲ့ဒါတွေလက်တွေ့ကတော့တာဝတိမြို့ဟာအားလုံးရှိတယ်စီကားတဲ့မြို့ကြီးမြတ်စွာဘုရားကအဲ့ဒီကိုပင့်တာမြတ်စွာဘုရားသတင်းသုံးမဲ့နေရာကိုရှာကြံတဲ့အခါမှာသူစေတမင်းသားရဲ့ဥယျာဉ်ကိုဝယ်လိုက်တာ18ကလေးပေးရတယ်ငွေသပြားတွေခင်းဒင်းကားတွေကိုမြေပြင်အနှံ့ခင်းပြီးတော့ဒီဈေးဆိုတာဟာမြေဈေးဆိုတာကိန်းကနန်းနဲ့ဆိုတာမဟုတ်ဘူးမြေပြင်ကိုဒင်းကားခင်းပြီးတော့ဝယ်ရမယ်လို့ဆိုတာနော်အဲ့ဒါနဲ့ခင်းပြီးတော့ဝယ်လိုက်တာ18ကလေးကုန်သွားတယ်ကျောင်းဆောက်တာက18ကလေးကျောင်းရည်စဲချတာက18ကလေးအလုံး54ကလေးရဲရောသာသနာမှာလှူဒန်းခဲ့တယ်သူ့မှာမြတ်စွာဘုရားတာဝတိမြို့စီရင်ကျောင်းမှာသတင်းသုံးတဲ့အချိန်မှာစာပေထဲမှာပါတဲ့အရေးအတွက်ရပြောမယ်ဆိုရင်သား2ယောက်နဲ့သမီး3ယောက်ရှိတယ်သား2ယောက်ကကာလဆိုတာတယောက်တတ္ထာဆိုတာတယောက်တတ္ထာကတော့နောက်ပိုင်းမှာသင်္ကန်းဝတ်သွားတယ်ကာလဆိုတာတော့မလိမ္မာလို့ဖះเจ้าကိုပတ်စပ်ပေးပြီးတရားနာလွှတ်ရတယ်နောက်ပိုင်းတော့သောတပန်ဖြစ်သွားတယ်သူတည်းကာလနဲ့တတ္ထာသား2ယောက်သမီးက3ယောက်ရှိတယ်အကြီးဆုံးသမီးကမဟာတုပတ္ထာသားသမီးတွေကလည်းလိမ္မာကြတယ်လို့ပြောမှဖြစ်တယ်အနာရဝိတ္တိဆိုတာခုခေတ်စကားနဲ့ပြောရင်တာဝတိမြို့ရဲ့မျက်နှာဖုံးပေါ့လူတိုင်းကကုသကောင်းမှုလုပ်ခြင်းသူဖိတ်ကြရတာဝိသခာလည်းထို့တူပဲဝိသခာတို့သူနဲ့ကျောင်းတကာကြီးနာတပိနဲ့ပုပ္ပယုံကျောင်းမကြီးဝိသခာတို့အိမ်မှာနေရတယ်မရှိဘူးသူတို့အိမ်မှာပုံမှန်အားဖြင့်တနေ့ကိုယဟန်2000အမြဲတမ်းလှူဒန်းနေတာအဲ့ဒီယဟန်2000ကိုလှူဖို့ရအတွက်ဝိသခာကသူကိုယ်တိုင်မလုံနိုင်တဲ့အခါမလုံနိုင်ဘူးဆိုတာသူများအိမ်တွေကိုလိုက်ပြီးတော့လှုပ်ပြီးနေရသူတို့ဖိတ်တော့သွားပြီးလှုပ်ပြီးရသမီးလေးတယောက်မြီးလေးတယောက်ကိုသားရဲ့သမီးကိုထားတယ်သူတာဝန်ယူပြီးတော့အိမ်မှာတန်ခါဝေယဝဆလုပ်ဖို့အနာရဘိန်ကတော့အကြီးဆုံးသမီးကိုတာဝန်ပေးပြီးတော့သူကိုယ်စားဝေယဝဆလုပ်စီတယ်နေ့စဉ်အိမ်ပစ်နဲ့တန်ခါတွေကိုဆွန့်ကတ်တယ်ခဏခေတ်လောက်တော့လုံးမရှုပ်ဘူးပေါ့ခဏခေတ်ကတော့ဆွန်မွဲပြင်ရမယ်ပကံခွဲရောက်တွေဆေးရမယ်ဟိုခေတ်ကတော့အဲ့လိုမဟုတ်ကြွလာတဲ့တန်ခါတွေကကိုယ်တပိတ်နဲ့ကိုလာတာရှောက်တဲ့အခါထိုင်ဆွန်းတဲ့တပိတ်ထဲကိုတပိတ်ထဲမှာဆွန်းရောဟင်းရောတခါတည်းလောင်းထည့်လိုက်တာပတ်တပိုင်နော်ပတ်တပိုင်ဆိုတာဆွန်းတဲ့ဟင်းနဲ့ခွဲအိန္ဒိယနိုင်ငံကနေ့အထိပတ်တပိုင်လို့ပဲပြောနော်ဖက်နဲ့တောင်ထုတ်စားတာပဲသူတို့မှာဟင်းမွေးကြီးနဲ့စားနေတာမဟုတ်ဘူးထမင်းပေါ်မှာဟင်းပုံလိုက်တာပဲဗမာတွေကတော့အဲ့လိုပုံကျွေးရင်စားကျင်တာမဟုတ်ဘူးသိပြီးတော့နော်ပုံကျွေးရင်တော့မစားဘူးသို့တော်ရင်တော့ဒေါင်းလန်းကြီးရဲ့အလယ်မှာစားလာကြတယ်အဲ့လိုလူတွေစုပြီးစားကြတယ်ခဏခေတ်တော့ကိုယ့်နဲ့ကိုမိသားစုစားတော့မှထမင်းဝိုင်းနဲ့စားကြတယ်ပေါ့နော်ခေတ်ပြောင်းလာတာအိန္ဒိယနိုင်ငံတို့ဒီဟိုတော့ကနေ့အထိထမင်းဆွန်းထက်ပြီးဟင်းနေပုံလိုက်တယ်အဲ့ဒါဒီတိုင်းပဲစားကြတော့ဟောပကံခွဲရောက်ဆေးစရာတိတ်မရှိဘူးဘုန်းကြီးတို့ဒီဟိုနေတော့ဆိုလို့ရှိရင်ဆွမ်းသာပြည့်ပြီဆိုသွားရမညတိုင်းကရမညခိုင်းကယဟန်တွေကတော့တပိတ်တွေပါတယ်ကျန်တဲ့ဘ
ဘုန်းကြီးတွေတပိတ်မပါတော့ဘုန်းကြီးတို့လည်းတပိတ်ရှူလေးမရှိကြတော့ဒီတိုင်းသွားဟိုမှာရောက်တဲ့အခါကျတော့ပကံများတွေပေါ်မှာဆွန်းလေးတွေပုံထားတယ်ပထမဆုံးဖះဆွန်းတော့ကတ်တယ်နောက်ပြီးရင်တန်ဃာတွေကိုတန်ဃာဒါနအနေနဲ့ကတ်တယ်သီလယူတယ်အဲ့ဒါတွေပြီးပြီဆိုတဲ့အခါတပားကိုပကံများတစ်ချက်စီလိုက်ကတ်တယ်အဲ့တော့ကိုပေါင်ပေါ်မှာပဲကိုတင်ပြီးဇွဲတွေမှာပါဘူးတင်မြင်ခွေပေါ်မှာပဲဒီပကံများတင်ထားမိသားစုကဟင်းနေလိုက်ပြီးတော့ဆွန်းနဲ့ထဲကြတာဒီပကံနဲ့ပဲလိုက်ထက်ပုံပေးတာကိုမစားခြင်းတော့လက်ကပြပေါ့လေဟင်းနေအဲ့လိုထည့်ပြီးတော့ပုံစားတဲ့ဓလေဟာခဏထိရှိတော့မယ်အဲ့တော့ဝိသခအိမ်အနာရဘိန်အိမ်ဒီနေ့တန်ခါ2000ဆွန့်ကတ်တယ်ဆိုတော့ဝေယဝိသသိပ်မများဘူးလို့ပြောပတ္တပိုင်းလို့ဆိုတာပုံစားတယ်ခဏဘူဖေးပတ္တပိုင်းလို့နော်ဘူဖေးဆိုတာတော့ကိုယ့်ကိုယူစားတာဘူဖေးပတ္တပိုင်းကတော့တစ်ခွက်ထဲမှာပုံထည့်ပြီးစားတာအဲ့ဒါမြတ်စွာဘုရားလက်ထက်ကဘုရားကိုယ်တော်မြတ်လည်းအဲ့တိုင်းပဲဖုံးပေးတာတော်တော်အလုတ်သက်တာနော်တော်တော်ဝေယဝိသအများကြီးသက်တာပါအဲ့ဒါလို့အနာရဘိန်အိမ်မှာသမီးကြီးမဟာသုဘတ္တာလို့အရွယ်ရောက်တဲ့အခါကျတော့အိမ်အောင်ကျသွားတဲ့အခါကျအိမ်ခွဲသွားလုံးဝလူမရှိတော့သုလသုဘတ္တာကိုတောင်းပေးတယ်အငယ်မကိုတောင်းပေးတယ်အဲ့ဒီငယ်မကလည်းပဲဝေယဝိဇ္ဇာတွေလို့တခါအိမ်အောင်ကျသွားပြန်အိမ်အောင်ကျသွားပြန်တော့အငယ်ဆုံးသမီးသုမနာကိုတောင်းပေးတော့အဲ့ဒီသမီးငယ်လေးကတော့အိမ်အောင်မကြခင်မှာတရက်တော့ဝေယဝိဇ္ဇာလုံရင်ရုပ်တရက်ယောဂဝေဒနာတွေဖြစ်လာတယ်။ဘာယောဂလို့တော့မပြောဘူးရုပ်တရက်ယောဂဝေဒနာဖြစ်ပြီးတော့ယောဂကပြင်းထန်တဲ့အခါကျတော့အနာရဘိန်တထေးကြီးကသူများအိမ်လိုက်ပြီးတော့ဦးစီးဥရဲ့လှုပ်ပြီးစီမံပေးနေရတော့သမီးနေမကောင်းလို့ဆိုလိုက်ခေါ်တာလိုက်ခေါ်တော့အိမ်ရောက်သွားအိမ်ရောက်တော့သမီးကအိမ်ရတယ်လဲနေပြီနာရဘိန်တထေးကြီးကသမီးနာသွားပြီးတော့သမီးနေကောင်းရဲ့လားလို့မေးတဲ့အချိန်မှာမောင်လေးနေကောင်းပါတယ်လို့ပြောတော့သူ့အဖေကိုမောင်လေးလို့ခေါ်လိုက်တယ်ခေါ်လိုက်တဲ့အခါကျတော့နာရဘိန်တထေးကြီးအားတဲ့သွားပြီငါသမီးရောင်းနေတာလားပေါ့လေရောင်းပြီးတော့ပြောတာလားလို့ဆိုမဟုတ်ပါဘူးမောင်လေးရဲ့ဆိုပြောတယ်ငါသမီးကတေရမှကြောက်လို့လားလို့ဆိုငါမကြောက်ပါဘူးမောင်လေးရဲ့ဆိုပြီးတော့ခဏနေတေသွားအဲ့စကားလေးပြောပြီးတဲ့နောက်မှာဆုံးသွားရှာကလေးပါဘာယောဂလဲတော့ဖော်မပြဘူးနော်အဲ့ယောဂနဲ့ပဲဆုံးသွားရှာအနာရဘိန်တထေးကြီးကယူချုံးမရဖြစ်တယ်သူ့သမီးလေးအတွက်ဘာကြောင့်လဲဆိုတော့သူ့စိတ်ထဲမှာထင်တာအဖေကိုအဖေလို့မခေါ်ဘဲနဲ့မောင်လေးခေါ်သွားတယ်ဆိုတော့ငါသမီးဘလို့တွေဖြစ်သွားလဲကြောင်ချောက်ချားတွေဖြစ်သွားတယ်လို့သူစိတ်ထဲမှာထင်အဲ့ဒါနဲ့နောက်ကိစ္စဝိဇ္ဇာပြီးတဲ့အခါဘုရားစီသွားမြတ်စွာဘုရားစီသွားတော့ငုံငိုယူသွားတော့မြတ်စွာဘုရားဘာအတွက်ဆင်းရဲဒုက္ခဖြစ်တယ်လဲဆိုတော့သမီးသူမနာဆုံးသွားတဲ့အကြောင်းလျှောက်တယ်မြတ်စွာဘုရားကအေးလူဆိုတာသိခြင်းတရားဆိုတာရှိတာပေါ့သက်ရှင်ခြင်းဆိုတာစီဝိန်ထင်လင်းသက်ရှင်ခြင်းကသိခြင်းနောက်ဆုံးရှိချေဤဒါဟာကျွတ်တင်ပြီးတော့စဉ်းစားထားတာစဉ်းစားထားရမယ့်အရာဖြစ်တယ်ဆိုတာရှင်ဘုရားတဲ့တပည့်တော်သိရမှာဆိုတာတော့အဲ့ဒီအတွက်ကိုဝမ်းနဲ့ခြေကွဲမှုမဖြစ်ပါဘူးတဲ့တေခါနီးမှာတပည့်တော်သမီးလေးကကြောင်ကရမ်းဖြစ်သွားတာအတွက်စိတ်မကောင်းတာပါဆိုဘယ်လိုဖြစ်လို့လဲဆိုတော့ခုနပြောပြ
အဲ့ဒါကြောင်ကတန်းဖြစ်တာမဟုတ်သူပြောတာအမှန်နဲ့မြတ်စွာဘုရားဖြေရှင်းပေးတယ်ဘာကြောင့်လို့ဆိုလို့ရှိရင်တရားဓုတရားမြတ်နဲ့ကြည်လိုက်မယ်ဆိုရင်အနာရဘိန်ကသောတပန်ရှိသေးတယ်သူသမီးကသူ့ရဲ့တဆင့်တာသွားတယ်တက္ကရာကံဖြစ်ရောက်တယ်အဲ့ဒါကြောင့်မို့လို့တရားအဆင့်အားဖြင့်သူကငယ်နေပြန်တယ်ဟောအဖေကဒါမျိုးခေါ်တာထမရဲ့အဖရဲ့တာတလာချီဆိုတာမျိုးနော်သမီးကနေအဖရဲ့ချီတော့သူမနာဒေဝီကတရားနာရင်ဝေယဝဆလုံရင်နဲ့သူကတက္ကရာကံထိအောင်ဖြစ်သွားတယ်အနာရဝိန်တတိကြီးကသောတပန်ပဲရှိသေးတော့ဒါကြောင့်မို့သူ့ဖေကိုအတိပေးလိုက်တဲ့အနေနဲ့မောင်လေးလို့ခေါ်သွားတာအဓိကကတော့သူ့ဖေကသောတပန်ပဲရှိသေးတယ်သူကသူ့တဲ့တဆင်းမြင့်သွားပြီတက္ကရာကံရောက်နေပြီဆိုတာတတိပေးသွားတယ်တော့အဲ့ဒါလို့သူတော်ကောင်းတွေဟာသူတို့ရဲ့အကြောင်းတွေကိုတိမတ်ပြုဖို့ရအဲ့လိုပေးလေပေးထားရှိတယ်ပေါ့နော်ပေးလေပေးထားရှိတယ်အဲ့ဒါကိုအဓိပ္ပာယ်ဖော်တတ်ဖို့လိုတာပေါ့နော်တခါတော့ဆိုလို့ရှိရင်ရဟန်းတော်တစ်ပါးမထေရကြီးတစ်ပါးယောဂဝိရဏသဲလို့သူတို့တွေကမေးကြတယ်တရားဓုတရားမြတ်ဘယ်ရောက်သွားပြီလဲဘယ်ဆင့်ရောက်ပြီလဲလို့ဒီကနေ့ကျမေးကြတရားဓုရမရမေးကြတဲ့အခါမထေရကြီးကဘာပြောသွားတော့ဆိုသူကသိပြီးတော့ဟိုယဟန္တာမဖြစ်သေးတော့သူပြောမှနည်းနည်းရှက်တယ်ပေါ့နော်သူ့အဆင့်ကယဟန္တာမရောက်သေးတော့သူဘာပြောသွားတော့ဆိုရင်နတ္ထိကိဉ္စီလို့ပြောတာနတ္ထိကိဉ္စီရဲ့အဓိပ္ပာယ်ကဘာတော့ဘာမှမရှိဘူးလို့ပြောလိုက်တာဘာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ကိုနတ္ထိကိဉ္စီလို့ပြောလိုက်တဲ့အခါအဲ့လိုပြောပြီးတော့ပြန်တော်မူသွားတဲ့အခါတပည့်တွေကစိတ်မကောင်းဖြစ်တယ်ငါတို့ဆရာကြီးကဘာတရားဓုမှရမသွားရှာဘူးဆိုပြီးတော့စိတ်မကောင်းဖြစ်တယ်မြတ်စွာဘုရားစီသူတို့ဝမ်းနဲ့ပန်းနဲ့သွားလျှောက်တဲ့အခါကျတော့မင်းတို့ဆရာကြီးကဘာမှမရှိဘူးမဟုတ်ဘူးနတ္ထိကိဉ္စီဆိုတာအနာဂံဖြစ်လို့အကိစ္စဉာဏဘုံရောက်သွားတော့ तू မပြောချင်လို့အဲ့ဒါလေးပဲပြောသွားတယ်လို့ဆိုတော့အနာဂံဖြစ်သွားတယ်လို့ဆိုလို့နော်အဲ့တော့အတိပ္ပယ်ဖော်တာဟာအမတမအရေးကြီးတာနော်ရှုပ်ဝက်ပြီးတော့ပြောသွားလိုက်တာခုနကလည်းပဲသူ့ဝနာကလည်းသူ့အဖေကိုဆုံးမသွားတဲ့အတိပ္ပယ်ပဲသူ့ဖေတဲ့သူကအစင်းမြင့်နေပြီဆိုတာကြောင့်မို့လို့သူ့အဖေကိုမောင်လေးလို့တမင်ခေါ်လိုက်တာတရားဓုအနေနဲ့သူကမြင့်လို့ခေါ်တာအဲ့ဒီမှာအနာရဝိန်တတိယဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်သူရင်ထဲကရှင်းသွားတော့ကျင့်တ်အားရအခုသမီးပဲရောက်သွားလဲဆိုတော့မြတ်စွာဘုရားသူဟာတုတ်တိတာနတ်ပြည်ရောက်သွားပြီဆိုတော့လူဘဝမှာနေတော့လည်းပဲမိဘတွေရဲ့အရေးအောက်မှာကုသိုလ်ကောင်းမှုတွေပြုပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့နေသွားတာဟိုသမီးတွေကမှအိမ်တော်ရဲ့သားကြားပြီးတော့မိဘရင်ခွင်ကခွဲသွားသေးတယ်သူကမဟုတ်ဘူးမိဘရင်ခွင်အောက်မှာပျော်ရွှင်ချမ်းမြေ့စွာနေစဉ်နဲ့အမျှဝေယဝဆကုသိုလ်တွေလုပ်တယ်နောက်ဘဝကျတော့လေတုတ်တိတနတ်ဘုံရောက်သွားတယ်တုတ်တိတနတ်ဘုံဆိုတာတတန်အပြင်လူအရေးတွဲနဲ့တွဲမယ်ဆိုလို့ရှိရင်59 ခရီးနှစ်6တန်းနှစ်ပေါင်းကိုပြောတာနော်လူအရေးတွဲနဲ့တွဲတာ59 ခရီးနှစ်6တန်းတန်းရှိတယ်အဲ့တော့ဒီလူဘဝတုန်းကလည်းပဲတထေသမီးချမ်းချမ်းသာသာကုသိုလ်ကောင်းမှုတွေလုပ်ပြီးပူရမပင်ရထိတို့နေသွားတယ်အခုနောက်ဘဝရောက်တဲ့အခါကျတော့လည်းပဲတန်းရှိပြီးတော့ကျင့်တ်ဆရာကောင်းတဲ့ဘုံမိတ်မြတ်နေနဲ့နေရလို့တုတိတာတဲ့သူကျင့်တ်လောကမှာကျင့်တ်ဖို့ဆိုတော့ခက်တာနော်လူတွေဟာကျင့်တတ်ကြရဲ့လားလို့မေးချင်လိုက်လို့ရှိရင်ကျင့်တတ်မှုရှိတဲ့လူလည်းရှိဘူးမရှိတဲ့လူကလည်းမကျင့်တတ်သေးဘူးလေ
တခုရလို့လဲကျင့်သေးတာမှမဟုတ်တာအဲ့တော့အပြည့်အဝကျင့်မှုဆိုတဲ့နေရာအမတမရှာတုတိတာဆိုအလုံးဟာသူ့ဘဝဟာမကျင့်စရာတခုမှမပါဘူးအလုံးကနေစရာတွေပုံပိမှန်နေဘယ်နေရာကြည့်လိုက်ကျင့်စရာတွေနှစ်သက်စရာမျက်နှိုးစရာတွေကြီးပဲတွေ့ရမှာတုတိတာဆိုဒါကြောင့်မလို့အဲ့ဒီပုံကိုတုတိတာလို့နာမည်ပေးထားနော်နှစ်ချိုက်စရာကျင့်စရာအဲ့ငရဲပုံကြတော့လေမြတ်စွာဘုရားဘယ်လိုဟောထုံဆိုရဟန်းတွေကိုတုတ်တန်တစ်ခုမှာသဗ္ဗတယတဏိကတုတ်တန်မှာဘာဟောသွားတာလဲရဟန်းတို့မင်းတို့တွေသိကံကောင်းကြတယ်လူဘဝရပြီးတော့တရားအထုတ်ခွင့်ရနေတာအလွန်ကံကောင်းတာလောကမှာသဗ္ဗတယတဏိကငရဲဆိုတာရှိတယ်မျက်စိကမြင်လိုက်လို့ရှိရင်မြင်လိုက်တဲ့အရာမှန်သမျှကကြောက်မွဲ့ဖွယ်ရာထိတ်လန့်ဖွယ်ရာတွေချီပဲစိတ်ချမ်းသာစရာတစ်စက်မှမရှိဘူးမျက်စိကမြင်ရတဲ့ဟာတွေကကြားရတဲ့အရာတွေကလည်းပဲချီနူးစရာတစ်ခုမှမရှိဘူးအနံ့ကလည်းပဲချီနူးစရာတစ်ခုမှမရှိဘူးအရသာကလည်းပဲချီနူးစရာတစ်ခုမှမရှိဘူးမျက်စိနာနာလျာကာယခန္ဓာကိုယ်ကထိတွေ့ရတဲ့ဟာတွေကလည်းဒုက္ခအတိတွေကြီးပဲခြေနှက်စရာတခုမှမရှိဘူးတွေးကြည့်ရင်လည်းကြောက်မဲ့ဖွယ်ရာတွေကြီးပဲဆိုမျက်စိနာနာလျာကာယအထိတွေ့တယ်အလုံးကိုကြမ်းတမ်းရက်ဆက်ပြီးဒလဇတ်ဆင်းရဲဒုက္ခတွေနဲ့ကြုံတာဘယ်လိုလုပ်တရားထုတ်လို့ရမလဲငရဲဆိုတာအဲ့လိုပဲဒလဇတ်ဆင်းရဲနေလို့နိရယဆိုတဲ့အဓိပ္ပာယ်ကအယဆိုတာချမ်းသာဒုက္ခနိဆိုတာမရှိတာချမ်းသာဒုက္ခတစ်စက်မှမရှိတဲ့နေရာကိုငရဲလို့ခေါ်တာပဲပါဠိစာပေကနိရယချမ်းသာကင်းတဲ့အရာလို့ခေါ်တယ်ချမ်းသာကင်းတဲ့ဘုံဘဝကိုနိရယလို့ခေါ်တယ်လူပြေမှာချမ်းသာတာရှိသေးတယ်လေဆိုတော့ဥမာပဲသွားကြိုက်တဲ့အခါကျတော့ဒုက္ခရောက်တယ်မို့လားအဲ့လိုမရသွားကြိုက်တယ်နားကြိုက်တယ်ဆိုတာခံရခက်တယ်တခုနာကျင်နေပြီဆိုခံရခက်တယ်သို့တော့ဒီတိုင်းနေလို့ရှိရင်ဘာမှမဖြစ်ဘူးလေနေလို့ထိုင်လို့ကောင်းနေရင်ဘာမှမဖြစ်ဟိုမှာအမြဲတမ်းသွားကြိုက်နေတယ်လို့ခံနေရမှာစဉ်းစားကြည့်ပေါ့တွေးကြည့်ပေါ့အဲ့ဒီဆိုလိုက်လူတွေမှာတောင်နေမကောင်းထိုင်မသာရှိဒီကိုလုံးနာနေရထိုင်ခက်တယ်လေအေးသူတို့စီမှာသာဝရဒုက္ခတွေနဲ့ပဲနေကြရတာဖြစ်တယ်အခုတုတိတာကြတော့စတုမာရိတို့တာဝရိန္ဒာတို့ဆိုတာတွေကမကျေနပ်စရာတွေအများကြီးတွေ့တယ်တရားမင်းကြီးတောင်မကျေနပ်စရာတွေခဏခဏတွေ့ရနော်မကျေနပ်စရာတွေတွေ့တယ်တုတိတာကြတော့အဲ့လိုမကျေနပ်စရာတခုမှမတွေ့ရဘူးအလုံးကနှစ်ချိုက်စရာတွေကြီးပဲတွေ့ရမယ်ဒီလိုဆွလို့တာပေါ့နတ်ဘုံတွေကလည်းသူ့နာမည်နဲ့သူပဲနေမနာရတိဆိုတာကိုယ်စိတ်တိုင်းကြလေးဖန်ဆင်းပြီးတော့ပြောနေတဲ့နေရာနော်ကစားတာလို့ဖြစ်တယ်ကလေးတွေဆိုတာကိုယ့်အကိုအယုတ်ကလေးတွေလှုပ်ပြီးတော့ကစားကြတယ်ပျော်ကြတယ်လေကိုယ့်အကိုအိမ်လေးဆောက်ပကြီးလေးဆွဲအဲ့ဒါမျိုးလို့ကစားစရာနဲ့ပြောတာမျိုးလို့နေမနာရတိဆိုလဲကိုကြိုက်တဲ့ပုံစံလေးပြောင်းလိုက်ဥယျာဉ်ကလည်းကြိုက်တဲ့ပုံစံလေးလှုပ်လိုက်အဝတ်စားလည်းကြိုက်တဲ့ပုံစံဘလောက်ထီအောင်လို့ဆိုနေမနာရတိပုံဆိုတာအသားဖြူခြင်းလည်းရတယ်အသားနီခြင်းလည်းရတယ်နောက်ခုခေတ်ဖြူတဲ့လူကမဲခြင်းတဲ့အခါကျတော့အမဲစာကိုခံပြီးတော့ဝတ်တာတွေ့တယ်နော်ဖြူတဲ့လူကလည်းမဲခြင်းနေတာခက်တယ်မဲတဲ့လူကလည်းဖြူခြင်းလိုက်တာမပြောနဲ့တော့ဖြူခြင်းနေကြတယ်ကိုကျင်တတ်တာမဟုတ်အဲ့နေမနာရတိပုံရောက်တဲ့အခါကျတော့ကိုကြိုက်တဲ့အရာချက်ချင်းရတယ်အတန်ဆိုလဲကိုကြိုက်တဲ့အတန်ချက်ချင်းပြောင်းလို့ရတယ် automatic စိတ်ကညှို့လိုက်တာနဲ့ဘုံမိတ်မှန်နေဆိုလို့ရှိရင်လည်းအဖြူရောင်ဗိမှန်ကြီးမကြိုက်ဘူးဆိုလို့ရှိရင်ဟာအဝါရောင်ဗိမှန်ကြီးတာရွှေရောင်ဗိမှန်ကြီးတာအကုန်ချက်ချင်းစိတ်ထဲကညှို့လိုက်တာနဲ့ပြောင်းပြီးသားဖြစ်သွားသပင်ဖြူလို့ဆေးဆိုးစရာမလိုဘူးသပင်ဖြူမကြိုက်ဘူးဆိုရင်ချက်ချင်းကြိုက်တဲ့အယောင်ပြောင်းလို့ရတယ်အလွန်ကောင်းတယ်အဲ့ဒါနေမနာရတိပေါ့နော်ဝိသခာကအဲ့ဒီပုံရောက်သွားတယ်နေဝနာရတိပုံမှာဝိသခာအနာရဝေကတုတ်တိတာမှာ
ပရဏိဝိတဝတ္တဝတိဆိုတာတော့သူများတွေဖန်ဆင်းထားတဲ့ဟာကိုယ်စိတ်တိုင်းညကိုယ်စိတ်တိုင်းညသူများတွေကဖန်ဆင်းတာသူများဆောက်တဲ့အိမ်မော်တက်နေရတယ်လို့ပဲသူကတော့သူကိုယ်တိုင်တော့မလုပ်ဘူးသူများလှုပ်တာတွေကိုကိုယ်စိတ်တိုင်းညဖြစ်စေတယ်အဲ့ဒီနတ်ဘုံတွေဟာအလုံးဟာဒုက္ခဘုံတွေကြီးပဲကောင်းဒုက္ခဘုံတွေကံတရားရဲ့အကျိုးပေးမှုကိုအပြည့်အဝခံစားရတဲ့ဘုံတွေဖြစ်လို့မျက်စိနာနာလျာကာယဆိုတဲ့အင်္ဂါယတ္တိနဲ့ကြုံတွေ့ရတဲ့အစင်းအတန်အနတ်ရတာလို့ခေါ်တဲ့ကာမဂုဏ်အထိတွေ့လို့ဆိုတဲ့ကာမဂုဏ်အာယုန်နေနဲ့မမောတွေ့တာပျော်ရွှင်စရာရှိတဲ့ဘုံမျိုးမို့ကာမဘုံလို့ခေါ်တာဟာအဲ့ဒီဘုံတွေကပျော်စရာတွေနဲ့ပြည့်နေတယ်ဘုံတွေလို့ဒီလိုပြောတာပေါ့နော်အဲ့တော့လူပြေကြတော့ချမ်းသာတဲ့အခါချမ်းသာဆင်းရဲတဲ့အခါဆင်းရဲဒါကြောင့်မို့လူတွေကတပန်းတာတော့ဆင်းရဲချမ်းသာနှစ်ခုတွဲနေသည့်အတွက်ကြောင့်တတိပိုကောင်းတယ်ရသောအကျင့်ကိုကျင့်နိုင်တယ်လူပြေကလူတွေကကုသိုလ်ကောင်းမှုအတွက်အခွင့်အရေးပို့ကြတယ်ဒါဟာတန်ဖိုးရှိတယ်လို့ဆိုတာပေါ့နော်အေးအဲ့ဒါလို့တုတိတဘုံသူမနာဆိုတဲ့အနာတွေတထေးရဲ့သမီးငယ်လေးသူမနာဆိုတဲ့သမီးငယ်လေးဟာငယ်ငယ်ရွယ်နဲ့ဆုံးပြီးတော့တုတိတနတ်ဘုံရောက်သွားတယ်အဲ့ဒါကိုမြတ်စွာဘုရားကရှေ့ဆိုပြီးတော့ဣဒနန္ဒတိပစ္စနန္ဒတိကတပုံညောဥပယထနန္ဒတိကုသိုလ်ကောင်းမှုလုပ်ရင်တဲ့သူမနာတိဝိတာမဟုတ်ဘူးဘယ်သူပဲဖြစ်ဖြစ်ဟောပုံညဆိုတာပု္ပ္ပဇဘဝနိဗ္ဗတေတိပုံညလို့အထက်တန်းကြတဲ့ဘဝလူတွေပူဇော်ခံရတဲ့အလေးပြုခံရတဲ့ဘဝမျိုးကိုရစေနိုင်တယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်တနည်းအားဖြင့်ပုဏ္ဏတိသောတေတိပုံဘဝမှာညင်နွမ်းတဲ့အရာတွေကိုတုတ်တင်ရှင်းလင်းလို့ဖြူစင်တဲ့ဘဝမျိုးကိုရောက်တယ်ဒီလိုဆိုလိုတာပေါ့ဖြူစင်တယ်ဆိုတာအဆင့်တန်းမြင့်ဖြစ်တယ်ပေါ့နော်အဲ့ဒီလိုကုသိုလ်ကောင်းမှုဆိုတာအညစ်အကြေးတွေကိုဖြူစင်သွားစေတယ်လူတွေကလေးစားခံရတဲ့ဘဝမှာဖြစ်စေနိုင်တယ်ဆိုတဲ့ဒီကုသိုလ်ကံတွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တိုင်းဟာတဲ့ဘယ်သူပဲဖြစ်ပေါ်လာနိုင်တဲ့ရလတ်ကတော့ဣဒနန္ဒတိကုသိုလ်ကောင်းမှုဆိုတာလှုပ်တဲ့ဘဝမှာကိုကပီတိဖြစ်ရမယ်ပစ္စနန္ဒတိနောက်ဘဝရောက်ရင်လည်းပီတိဖြစ်ရမယ်ကတပုံညောဥပယထနန္ဒတိဒီဘဝမှာလည်းပီတိဖြစ်နောက်ဘဝမှာလည်းပီတိဖြစ်နှစ်ဘဝလုံးမှာပီတိဖြစ်ရမယ်ပုံညာမေကတန္တိနန္ဒတိငါကုသိုလ်ကောင်းမှုလုပ်ရတယ်လို့ဆိုပြီးတော့လည်းပဲပီတိဖြစ်ရမယ်လုပ်ပြီးတဲ့အချိန်မှာလည်းပဲကိုလုပ်တဲ့လုပ်ငန်းအပေါ်မှာကျင့်အားရတဲ့ပီတိတွေဖြစ်တယ်အကုသိုလ်ကြတော့အဲ့လိုမဟုတ်ငါလုပ်မိတာမှားလိုက်တာဖြစ်လာတယ်ကုသိုလ်ကြတော့ငါလုပ်မိတာမှားတယ်လို့မဖြစ်ဘူးဘယ်လိုပဲဖြစ်ဥပုပ်လေးဆောင်ပြီးရင်ဟောငါဥပုပ်ဆောင်ဝန်တာတယ်ကျင့်တတ်တယ်အလူဒါနလှူလိုက်တယ်လှူပြီးသွားပြီကျင့်တတ်တယ်ဝန်တာအလုံးဟာကျင့်တတ်ဝန်တာစရာအလုပ်တစ်ခုလို့သတ်မှတ်ပြီးတော့ကျင့်တတ်နေကြပိဋိဖြစ်ကြပင်ယောနန္ဒတိသုကတိန်ကတောကောင်းကျိုးချမ်းသာတွေများပြားလာတဲ့သုခတိဘုံရောက်ပြီးလို့ရှိရင်တော့ရလာတဲ့စီးစိမ်ဥစ္စာတွေကအလွန်ကြီးမားတဲ့စီးစိမ်ဥစ္စာတွေကိုရရှိခံစားပြီးပင်ယောနန္ဒတိပို၍ပိဋိဖြစ်ရမယ်လို့ဒါကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ရဲ့အကျိုးတရားကိုဖော်ပြလို့မြတ်စွာဘုရားကတစ်ဖက်အားဖြင့်ပြောမယ်ဆိုရင်မင်းတို့ဖြစ်နေရဘဝမှာပိဋိဖြစ်ခြင်းကုသိုလ်လုပ်ကြလို့ဆိုလိုတာပဲအကုသိုလ်ကိုရှောင်ပြီးတော့ကုသိုလ်ကောင်းမှုကိုပြုကြရမှာဖြစ်တယ်ကုသိုလ်ကောင်းမှုဖြစ်မှသာလဲဘဝစတိုင်းဟာကျင့်တတ်စရာတွေနဲ့တွေ့မယ်ဖြစ်တယ်ဒါကြောင့်မို့ကုသိုလ်တရားကိုမမေ့ကြလိမ့်နဲ့လို့တိုက်တွန်းနှိုးဆော်လိုတဲ့သင်္ကန်းစာမြတ်စွာဘုရားကိုယ်တိုင်ကဟောကြားဆုံးပါတယ်ဒါဟာဓမ္မပရထိသနာမဓမ္မရတ္တပေါ်လွင်အောင်စဉ်းစားပြီးဘဝသင်္ကန်းစာယူရမယ့်အချက်ပဲဖြစ်တယ်ပေါ့တရားချိတ်ခင်သူတော်စင်ပြိဿပေါင်းတို့
ဓမ္မပဒဒေသနာမှာဓမ္မရတ္တများကိုရှင်တဲ့နှလုံးထဲမှာမှတ်သားထားပြီးတော့မိမိတို့ဘဝမှာသူမနာရဲ့ဘဝကိုသင်ခန်းစာယူပြီးတော့ထို့တွေကုသိုလ်ကောင်းမှုလုပ်လို့ရှင်သာဝရပီတိဖြစ်ကြရမှာဖြစ်တယ်လို့ကိုယ်စီရှုံကြည်အားထားကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားနိုင်ကြပါစေကုန်သတည်း